အပုံမှာနံပါတ်1ပြူခေဟန်လင်းဗိတ်တနိုးနဲ့တရေခေတရာခေတို့တွင်ဟန်လင်းတင်ကနံပါတ်2နွာလာဥတ္တပတပြေညွန့်နဲ့မင်းအမိခတ်နှိပ်ထားသောရခိုင်တင်းကားများနဲ့နံပါတ်3ဟင်းသာရုပ်ပါရှိသည့်မွန်တင်းကားများသုံးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ပကံခေအင်းဝခေတို့မှာကငွေတုံးငွေခဲများကိုသာအစိတ်သား20သား30သားစသည်ဖြင့်ပြုလုပ်သုံးဆွဲခဲ့ကြောင်းတွေ့ရှိရပါတယ်။ကုန်းမောင်ခေဘိုးတော်ဖျားလက်ထက်ရောက်မှသာခေမီမြမဒင်းကားများကိုကာလာကတ္တားမြို့တွင်သုံးလုပ်သုံးဆွဲခဲ့တယ်လို့သိရပါတယ်။ခရစ်တက္ကရာ1852ခုနှစ်မြန်မာတက္ကရာ1228ခုနှစ်တစောင်းမောင်းလပြည့်ကျော်9ရက်မင်းတုံမင်းလက်ထက်မှာမန္တလေးတွင်ဒင်းကားစက်ရုံကိုစတင်တည်ထောင်ခဲ့ပါတယ်။ဒါကတော့မူးစေမတ်စေငါးမူးစေကြက်စေဖြင့်စခဲ့တဲ့မြန်မာငွေကြေးအစာပိုင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအသုံးပြုသောငွေကိုပိုက်ဆံလို့ခေါ်ခဲ့ကြတဲ့အကြောင်းရင်းကအိန္ဒိယနိုင်ငံမှဆင်းသက်လာတာဖြစ်ပါတယ်။ပိုက်ဆံဆိုတာအိန္ဒိယနိုင်ငံတွင်အကျွေစေ့ကိုခေါ်တဲ့ဝဟာရတစ်မျိုးဖြစ်ခါလိုက်လံပြောဆိုရမှအသုံးတွင်လာခြင်းဖြစ်ပါတယ်။မြန်မာငွေကြေးရဲ့အသေးဆုံးရေတွက်တဲ့ယူနစ်မှာပြားဖြစ်ခါတစ်ကျက်မှာပြား100ရှိပါ